အိမ်ထောင်တစ်ခုတာယာဖို့အတွက်ငွေကြေးရလည်းအဓိကအခန်းကဏ္ဍမှာပါတာပေါ့နော်ဒါဆိုရင်ကျမငွေကြေးလေးကိုဘယ်လိုစီမံခန့်ခွဲလဲဆိုတာလေးကိုဒီကမိတ်ဆွေတွေကိုမျှဝေပေးခြင်းနဲ့အသုံးရဲ့အဖြုံးရဲ့မှာကျမတို့ကလိုအပ်လို့သုံးဆွဲလိုက်ရတာကတော့ဘလောက်ပဲဖြစ်နေနှမျောစရာအကြောင်းမရှိဘူးဒါပေမဲ့အဖြုံးမဖြစ်ဖို့တော့အရေးကြီးတယ်ကျမဆိုရင်ကျမတို့ကအကျိုးဆောင်လုပ်ငန်းဖြစ်တဲ့အတွက်မိုးရသည်ဆိုရင်ကျမတို့အလုပ်တွေကအနည်းနဲ့အများပါတယ်ဒါမျိုးဆိုရင်ကျမကဝင်ငွေကောင်းနေတဲ့အချိန်မှာကျမတည်တည်ချာချာစုဆောင်းတယ်အဲ့ဒီအချိန်မှာအများကြီးသုံးပြလိုက်တယ်ငွေတွေကိုလက်လွတ်စပယ်သုံးပြလိုက်တယ်မလိုတာတွေလည်းဝယ်တယ်လိုတာတွေလည်းဝယ်တယ်ကျမတို့ဒါမျိုးမလုပ်ဘူးကျမဒီတလတာအသုံးစရိတ်ဘယ်လောက်ရှိရမယ်အဲ့တလစာအသုံးစရိတ်ကပိုတဲ့ဟာဒီကျမအကုန်လုံးကိုစုဆောင်းတယ်ရသလောက်ကိုဒီလတော့ဝင်သလောက်တွေအကုန်သုံးပြပြီးနောက်လာမရှိတော့တာမျိုးမဖြစ်ရအောင်ကျမဒီတစ်နေ့ကိုကျမအိမ်စည်းဘယ်လောက်သုံးလဲအဲ့ပေါ်မှာကျမဖယ်ထားတယ်တစ်လကိုကျမအိမ်စည်းဘယ်လောက်ကုန်လဲကျမရေးအတွက်ကျမဘယ်လောက်ထိထားလဲကျမဒီလိုမျိုးလေးနဲ့သွားတာပေါ့နော်အဲ့တော့ကျမပြောပြချင်တာလေးကတော့ပစ္စည်းတွေကိုဝယ်တော့မယ်ဆိုရင်တေချာစဉ်းစားဖို့လိုအပ်တယ်ဒီပစ္စည်းတွေရေရှည်သုံးဖြစ်မှာလားအမြဲတမ်းသုံးဖြစ်မှာလားအခုတည်ကလှပလို့ဝယ်လိုက်တယ်ပြီးရင်ရေရှည်မသုံးဖြစ်တော့ဘူးဆိုရင်ဒါအဖြုံးဖြစ်သွားတာပေါ့နော်တချို့ဆိုရင်အဲ့လိုမျိုးပေါ့ဗီဒီယိုတွေထဲမှာဆိုပြည့်နေတယ်မသုံးဖြစ်ဘူးအဝတ်စားတွေဆိုလည်းမဝတ်ဖြစ်တာတွေများတယ်ဒါမျိုးဆိုရင်အဖြုံးဖြစ်သွားတယ်အဲ့မျိုးတွေရေရှည်ထက်ခါဖြစ်လာပြီဆိုရင်ကျမတို့ကငွေရေးကြေးရေးတွေကကြက်တဲမှုတွေဖြစ်လာနိုင်တယ်ဒါဆိုရင်အိမ်ထောင်ရေးကလည်းအနေနဲ့အများငွေကြေးကြက်တဲလာရင်အိမ်ထောင်ရေးကအဆင်မပြေတာလေးတွေများလာတယ်ဒါကြောင့်ကျမတို့တွေကအမျိုးသမီးတွေဖြစ်တဲ့အတွက်ဒီလိုလေးတွေတည်တည်ချာချာကင်တွဲစုဆောင်တတ်ဖို့ကျမဒီနေ့မျှဝေပေးလိုက်တာပါကျမကတော့အမျိုးသမီးတွေရဲ့ဘဝတွေကိုနေ့စဉ်စိတ်ဓာတ်ခွန်အားတွေကိုပြောကြားပေးနေတဲ့ဟာပါဝါချိုစင်ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်